1990ခုနှစ်အမေရိကန်နိုင်ငံလူဝီစီယာနာပြည်နယ်မှာ James Leininger ဆိုတဲ့ကလေးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။သူဟာအသက်2နှစ်အရွယ်အထိတော့တခြားကလေးတွေလိုပဲတာမန်အတိုင်းကြီးပြင်းလာခဲ့လာပါ။ဒါပေမဲ့သူအသက်2နှစ်ပြည့်ပြီးတဲ့နောက်မှာတော့သူ့မိသားစုရဲ့ဘဝဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ James Lee ဟာညတိုင်းလိုအိမ်မက်ဆိုးတွေမှတ်ပြီးကြောက်လန့်တကြားအော်ဟစ်နိုးလာတတ်ပါတယ်။သူအော်ဟစ်နေတဲ့စကားလုံးတွေကတော့လေရင်ပြတ်ကျနေပြီမီးလောင်နေပြီလူလေးထုတ်မလာနိုင်တော့ဘူးဆိုတဲ့စကားတွေပဲဖြစ်ပါတယ်။အစပိုင်းမှာတော့မိဘတွေကကလေးဟာရုပ်ရှင်ကြည့်ပြီးစိတ်ဆွဲနေတာလို့ပဲထင်ခဲ့ကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲ James Lee ဟာပိုပြီးထူးဆန်းတဲ့အချက်အလက်တွေကိုပြောလာပါတယ်။သူဟာအယုတ်လေရင်တွေနဲ့ကစားတဲ့အခါကျွမ်းကျင်တဲ့လေရင်မှုတစ်ယောက်လိုကစားတတ်လာသလိုသူ့ရဲ့လေရင်ကိုဂျပန်တွေကဖစ်ချခဲ့တာလို့ပြောပြပါတယ်။သူမိဘတွေကဘဲသင်းဖို့ဘောကနေပြန်တက်ခဲ့တာလေလို့မေးတဲ့အခါမှာတော့ကလေးကတွန့်ဆုတ်မနေပဲနတ်တိုးမဘေးလို့ဖြေခဲ့ပါတယ်။ပြီးတော့သူ့မှာ Jack Larson ဆိုတဲ့တငယ်ချင်းတစ်ယောက်လည်းရှိခဲ့တယ်လို့ပြောပါတယ်။ James Lee ရဲ့ဖခင်ဟာဒါတွေကိုမယုံကြည်တာကြောင့်သမိုင်းမှတ်တမ်းတွေကိုအသေးစိတ်လိုက်လံရှာဖွေခဲ့ပါတယ်။အဲ့ဒီအခါမှာတော့အားလုံးစွန့်အားသွားရလောက်အောင်အမှန်တရားတွေထွက်ပေါ်လာပါတယ်။နတ်တိုးမဘေးဆိုတာဒုတိယကမ္ဘာစစ်အတွင်းကတကယ်ရှိခဲ့တဲ့လေရင်တင်သင်္ဘောဖြစ်နေပြီး Jack Larson ဆိုတာလည်းအဲ့ဒီသင်္ဘောပေါ်ကလေရင်မှုတစ်ယောက်ဖြစ်နေတာပါ။ပိုပြီးထိတ်လန့်စရာကောင်းတာက1945ခုနှစ်မတ်လ3ရက်နေ့မှာနတ်တိုးမဘေးသင်္ဘောပေါ်ကနေပြန်တက်သွားပြီးဂျပန်တွေရဲ့ပြစ်ခတ်မှုကြောင့်လေရင်မီးလောင်ပြတ်ကျသေဆုံးသွားတဲ့လေရင်မှုတစ်ယောက်တကယ်ရှိခဲ့ပါတယ်။သူ့ရဲ့နာမည်က James Houston Jr. ပါ။ James Lee ဟာသူ့ရဲ့အတိတ်ဘဝကနာမည်ကိုရောသေဆုံးပုံကိုရောအတိအကျပြန်ပြောနေပါပဲဖြစ်ပါတယ်။ James Lee ဟာသူ့ရဲ့အတိတ်ဘဝကိုအစအဆုံးမှတ်မိနေတယ်လို့ပါပဲ။နောက်ပိုင်းမှာသူဟာအသက်80ကျော်အရွယ်ရှိနေပြီဖြစ်တဲ့သူ့ရဲ့အတိတ်ဘဝကအမချစ်သူအန်နဲ့တွေ့ဆုံခဲ့ပါတယ်။သူကအန်ကိုတွေ့ချင်းပဲနာမည်ခေါ်ပြီးနှုတ်ဆက်ခဲ့တယ်လို့သူတို့မောင်နှမ2ယောက်ပဲတည်တဲ့လူရက်ချက်တွေကိုလည်းပြောပြခဲ့ပါတယ်။သူကတို့အိမ်မှာငါတို့မောင်နှမ2ယောက်ရဲ့ပုံတူပန်းချီကားကြီးတစ်ချက်ရှိတယ်မလား။အဲ့ဒီပုံကိုငါတို့အမေကဆွဲပေးခဲ့တာလေလို့ပြောလိုက်တဲ့အခါအန်တယောက်စွန့်အားသွားခဲ့ရပါတယ်။ဒါတိမဲ့မကြပါဘူး။သူတို့ရဲ့ဖခင်ဖစ်သူဟာအရက်သမားတယောက်ဖြစ်ခဲ့ပြီးအိမ်မှာအရက်မူးလာရင်ပစ္စည်းတွေလိုက်ရိုက်ခွဲတတ်တဲ့အကြောင်းအဲ့ဒီအခါတိုင်းမှာသူတို့မောင်နှမတွေကြောက်လန့်ခဲ့ရတဲ့အကြောင်းတွေကိုလည်းပြောပြခဲ့ပါတယ်။ဒါဟာသူတို့မိသားစုရဲ့ကြွယ်ဝတ်ထားတဲ့နာကျင်စရာအတိတ်တွေပဲဖြစ်ပါတယ်။ဒါအပြင် James Lee ဟာအသက်3နှစ်အရွယ်သားပဲရှိတော့လေရင်တစင်းရဲ့အောက်ထဲမှာပါတဲ့လောင်စီကန်အကြောင်းတွေကိုသိနေတယ်လို့သူ့မှာရှိတဲ့အယုတ်3ယုတ်ကိုလည်းအတိတ်ဘဝကတိတ်ဆုံးသွားခဲ့တဲ့သူ့ရဲ့ရဲဘောရဲဘတ်တငယ်ချင်း3ယောက်ရဲ့နာမည်တွေအတိုင်းပဲပေးထားခဲ့ပါတယ်။ James Lee ဟာသူ့ရဲ့အတိတ်ဘဝကတငယ်ချင်းဖြစ်တဲ့လေရင်မူးဟောင်း Jack Larson နဲ့လူကိုယ်တိုင်တွေ့ဆုံချိန်မှာလဲ Jack ရဲ့ငယ်ဘဝပုံစံတွေကိုအကုန်ပြန်ပြောနိုင်ခဲ့ပါတယ်။ဒီလိုမျိုးတိကျလို့တဲ့အချက်လက်တွေနဲ့မိသားစုချင်းသာသိနိုင်တဲ့လူရက်ချက်တွေကြောင့် James Leininger ရဲ့ဖြစ်ရက်ကကမ္ဘာသမိုင်းမှာအထူးဆန်းဆုံးလူဝင်စားမှုအဖြစ်ယနေ့တိုင်ကြံရစ်နေတာပဲဖြစ်ပါတယ်